ဒီနေ့ခရမ်းချင်နီငပိချက်လေးချက်စားပြမှာဖြစ်ပါတယ်လိုအပ်တာကတော့ကြက်သွန်နီ3လုံးကြက်သွန်ဖြူ2လုံးနဲ့ငရုတ်တီ6အနည်းငယ်ပါနော်တကယ်လို့ခရမ်းချင်နီအများကြီးသုံးလို့ရပါတယ်ဆက်ဆက်ကလေးဒါတော့ခရမ်းချင်နီငပိချက်ဖို့သူကခရမ်းချင်နီဈေးပေါ်နေတဲ့ချိန်ခရမ်းချင်နီလေးအများကြီးသုံးထားပါတယ်နော်ဒါကိုရေစိတ်သန့်စင်ပြီးတော့လီးမှာပါလီးပြီနော်ပပလေးလီးစရာမလိုနော်ထိတ်ကောင်းလေးဖြတ်ပြီးလက်စိတ်လေးစိတ်ပြီးပါမယ်နော်ပပလေးလီးခရမ်းချင်နီငပိချက်ဖို့တလုံးကိုလေးစိတ်လေးစိတ်ပါတယ်ကောင်းလေးတွေကိုဖြတ်ပြီးရအောင်နော်ဒီတလုံးကိုလေးစိတ်ပါရှင်အခုဒီတက်ထားကိုဆိုရင်ခရမ်းချင်ဒီငပိချက်ပေါ်အဆင်ပြေဖြစ်ပါပြီမှာခဏတော့ငရုတ်တီးနဲ့ကြက်သွန်တီထောင်းထားတာလေးပါခရမ်းချင်ဒီငရုတ်တီးစိမ်းလိုအပ်မယ်ပြီးရင်ကြက်သွန်ဖြူစိမ်းစားငပိစားအချုံမောက်နော်အခုဆိုရင်စားလိုက်ပါမယ်အမှန်ဆုံးပင်ဦးလေးကိုစီထည့်ပါမယ်စိမ်းမောက်နေနေတယ်နော်ဒီစီပုံပြီးတော့ဒီမှာနော်ငရုတ်တီးကိုစီတက်ပါမယ်ဒါလိုမွေးလိုက်ပြီဆိုရင်ခဏတော့စိမ်းစားငပိကိုထည့်ပါလို့ရှင်ထည့်မှုနော်စိမ်းစားငပိကိုဒီလိုထားဝင်ပါရှင်ဒီစရင်မျိုးပြီးရောစိမ်းစားငပိတော့ဒီလိုမှုလိုက်ပြီဆိုရင်ခဏတော့ပြီးကြတဲ့ခရမ်းချင်ကြီးလေးထည့်ပါမယ်နော်ခရမ်းချင်ကြီးလေးတော့မှထည့်ပါမယ်ဒီကနေ့ဆက်ပါမယ်ဒီကနေ့ဆက်တော့ဒီနေ့နဲ့တော့ပြန်ပြီးရအောင်ဒါပြီးရင်ခဏတော့အဖောင်းကိုအုပ်ထားပြရမယ်နော်ဒီကနေ့ဒီလောက်တော့နေပြရမယ်နော်ဟိုဒီနေ့ဒီနားမွေးသေးရတာဖြစ်နေအချုံမို့တပိတ်လုံးနဲ့ဆိုတော့တပိတ်လုံးတော့ထည့်ပြီးနော်ပြီးလို့ရှိရင်နော်ရဟန်းလို့ရမှာနော်အင်းကြီးကဒီလိုပုံမှန်လို့လုံးဝယူမထည့်ဘူးနော်ဒီများလေးတွေဒီတော့ဒီရဲ့ဒီလေးမျိုးနေပြီဒီရဲ့များလေးတွေတော်တော်ကြီးတော့ရအောင်ပါတော့အခုတော့လည်းပိတ်တယ်လေအခုတော့ဒီကလည်းရတယ်နော်နားတော့စိတ်ရတယ်တက်တူလေးခံရတယ်ဒီဒီတိုင်းရတာနော်โอเคဒီလိုမျိုးဒီကဘုံလေးရတာရှင်အမြင်သားမကြပါဘူး